Migalaကျွန်တော်ချစ်တဲ့အမိမြန်မာနိုင်ငံရဲ့လူငယ်လူရွယ်လေးများကိုလေးစားပါတယ်နော်အခုပေါ့နော်အခုလို live ပုံမှာပေါ့နော်တက်တော့မှာဖြစ်ဘယ်နေရာပဲဖြစ်အခုရဲ့ခုနလိုပေါ့တိုးဆူမှုလေးတွေပေါ့နော်အားလုံးကိုအားပေးကြတဲ့ကျွန်တော်ရဲ့ချစ်ရတော့ပေါ့နော်ကျွန်တော်အားပေးတဲ့မိတ်ဆွေပေါင်းတီအားလုံးကိုအရာချစ်ပါတယ်လို့ပြောချင်ပါတယ်နော်အဓိကကျွန်တော်ရည်ရွယ်ချက်ကတော့ပေါ့နော်မြန်မာလူငယ်လေးတွေကိုပေါ့နော်လမ်းမရောက်အောင်ပေါ့နော်အခုတိထားတဲ့ဟာတိပညာလေးတွေကိုမျက်ဝေချင်းတက်ဖြစ်ပါတယ်လို့ပြောပြချင်ပါတယ်နော်အခုဒီနေ့အခုပြောပြချင်တာကပေါ့နော်ဟုတ်လားကျွန်တော်တို့ဘာပဲဖြစ်ပေါ့နော်ကိုယ်နိုင်ငံရဲ့တမိုင်းရာဇဝီပေါ့တမိုင်းအကြောင်းကိုပေါ့တိထားဖို့လိုတယ်လို့လူငယ်လေးတွေပြောပြချင်ပါတယ်ပေါ့နော်အခုပြောပြချင်တာကပေါ့နော်ဒါကျွန်တော်အမိမြန်မာနိုင်ငံရဲ့မြန်မာတပ်မတော်ဟာနော်ဘာဖြစ်လို့ကျွန်တော်နိုင်ငံရေးထဲမှာယနေ့အချိန်ထိပေါ့နော်ပါဝင်နေတယ်လေဆိုတဲ့ဟာကိုအခုလက်လားမီတလောက်ပြောပြရမယ်ဆိုပြီးပေါ့နော်လွတ်လပ်ရေးမရခင်ကတည်းကပေါ့နော်လွတ်လပ်ရေးရပြီးနောက်ပိုင်းကိုတမိုင်းကိုမြန်မာတမိုင်းကိုလက်လာပြီးမှသိရှိဖို့လိုတယ်လို့ပြောချင်တာပေါ့နော်ဟုတ်လားအဲ့တို့ကပေါ့တော့ဒါနေချက်ကလေးလက်ထဲမှာတော့ဒီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗထမဦးစုကတော့ခုနကရီလူမျိုးဖြစ်တယ်ပေါ့နော်သူတို့စောဘလူးလည်းမသိဘူးနော်အဲ့ဒါနာမည်တော့မေ့နေလို့နော်ကရီလူမျိုးဖြစ်တဲ့ကာကွယ်ရေးဦးစီးချုပ်ပေါ့နော်ဒီနေချက်အင်္ဂလိပ်လက်ထက်မှာတော့အဲ့လိုကျွန်တော်ဖိုက်လိုက်ရတာပေါ့နော်ဟုတ်ပြီလားဒါပေမဲ့အခုကျွန်တော်ပြလွတ်လပ်လေးရပြီးနောက်ပိုင်းပေါ့နော်ကျွန်တော်မြန်မာတမိုင်းမှာတော့ဟာလားတော်တော်လေးရှုပ်ထွေးပြီးမှအခုချိန်ထိပေါ့နော်ဒီပြည်တွင်းရေးကိစ္စလေးတွေပေါ့နော်ဖြစ်နေတာပေါ့နော်ဟုတ်ပြီလားနောက်ပြီးကျွန်တော်နိုင်ငံကိုပြန်လက်လာတုံးတက်ကြည့်မယ်ဆိုရင်ဒီလွတ်လပ်ရေးရပြီးနောက်ပိုင်းပေါ့နော်ဟုတ်ပြီလားဒါပြောမယ်ဆိုတော့နော်ဒီတပ်မတော်မဟုတ်ဘဲနဲ့ခုနလိုပေါ့အရသာအစိုးရအနေနဲ့တိုင်းပြည်ကိုအုပ်ချုပ်တယ်ပေါ့နော်တိုင်းပြည်ကိုခုနလိုပေါ့တာဝန်ယူတဲ့အချိန်မှာပေါ့နော်ဒီအရသာအုပ်စုဦးနုလက်ထဲမှာပဲဖြစ်ပေါ့နော်ခုနလိုပေါ့နော်ဒီကျွန်တော်တို့အမိမြန်မာနိုင်ငံကိုသူတို့ဘလို့မှထိန်းချုပ်လို့မရတဲ့အနေအထားတွေတွေ့ရတာပေါ့နော်ဘလို့မှခုနလိုပေါ့ထိန်းချုပ်လို့မရဘူးပေါ့နော်ပြောမယ်ဆိုရောင်းစုံတပုံဒီဟုတ်တယ်မလားအမျိုးဟာလားအကြမ်းဖက်တောင်းကြမ်းတဲ့ဟာတွေအများကြီးပေါ်တဲ့အချိန်မှာဟာလားနောက်ဆိုးကြတော့တမတော်ကိုပဲပြန်လွှဲရတာဟာကျွန်တော်တို့မနိုင်တော့ဘူးတမတော်ကိုပဲလွှဲပါတယ်တမတော်ပဲတာဝန်ယူပါဆိုပြီးမှတမိုင်းမှာပေါ့လွတ်လပ်ရေးနောက်ပိုင်းမှာလည်းအဲ့လိုကြီးဖြစ်တယ်ပေါ့နော်ဟုတ်ပြီလားဒါအရတာစုရနဲ့အုပ်ချုပ်လို့မရတဲ့အနေအထားပေါ့ပြည်တွင်းမှာဘယ်လို့မှမထိန်နိုင်တဲ့အနေအထားတွေတွေ့ရတယ်အဲ့နောက်ပိုင်းမှာတော့ဒီကျွန်တော်လက်လာတော့ဒီတမတော်ကအခုလက်ရှိချင်းတီးပေါ့နော်တမတော်ကတစီဒါနိုင်ငံတော်ရဲ့အာဏာကိုပေါ့နော်သူတို့ခုနလိုပေါ့အခုချိန်တီးပေါ့နော်သူတို့နိုင်ငံကိုအုပ်ချုပ်လာတဲ့အနေအထားတွေပေါ့အခုကမြင်တာပေါ့နော်အခုပြောပြရမယ်ဆိုရင်ပေါ့နော်ဒါကျွန်တော်နိုင်ငံရဲ့ဟာတပြားနိုင်ငံနဲ့မတူဘူးပေါ့နော်ဟုတ်တယ်မလားဘယ်လို့မှမတူဘူးဟုတ်လားနောက်ပြီးတော့ဒီတမတော်ကလည်းပြောမယ်ဆိုတော့နောက်ပိုင်းကျတော့ဒီခုလိုပေါ့နော်အထွေထွေရွေးကောက်ပွဲပါတီစုဒီမိုကရေစီပေါ့နော်အနေထားဖြစ်အောင်သူတို့လည်းပုံဆောင်ပြီးမှလှုပ်ခဲ့ကြတာပေါ့နော်ဒါပေမဲ့အခုပေါ့နော်ဒါဗထမအုပ်စုကဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ညင်တာပေါ့ဘာဖြစ်လဲဆိုတော့ဒီတမတော်နဲ့လက်ရှိအစိုးရဦးသိန်းစိန်လက်ထက်မှာတဟဇာတာဖြစ်တဲ့အတွက်နိုင်ငံကဖူးဖူးတိုးတက်မှုတွေလည်းအများကြီးဖြစ်တယ်ပေါ့နော်ကမောက်ကမတွေလည်းမဖြစ်ဘူးပေါ့နော်ဒါအနေကြီးပဲပြောပြတာနောက်ပြီးမှအခုနောက်ပိုင်း2015ကနေ2020အထိပေါ့တော့ဒီ NLD ပေါ့နော်အရတာအစိုးရပေါ်လာတဲ့အချိန်မှာအဲ့မှာကတော့ခုနလိုပေါ့နော်ဒါကကိုယ်နိုင်ငံအတွက်ဟုတ်လားမလားတော်တော်လေးစိုးရိမ်ရတဲ့အနေအထားရှိခဲ့တာပေါ့နော်ဒါလူငယ်တွေမသိဘူးကျွန်တော်ပြောပြမယ်နော်နောက်ဆုံးဘယ်လောက်ထိဖြစ်လဲဆိုကျွန်တော်နိုင်ငံရဲ့အရာရေးကြီးတဲ့ဟုတ်လားအမျိုးသားလူကြိုရေးပေါ့နော်ဒါတွေပါချိုးဖောက်ခံရတဲ့အနေအထားပေါ့နော်နောက်ဆုံးမှဒီ NLD အစိုးရလက်ထက်မှာတခုပဲပြောမယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာကအရတာဒေါ်ဆောက်စုစီ NLD အစိုးရလက်ထက်မှာဘယ်လိုဖြစ်သွားလဲဆိုတော့နော်အရေးပါတဲ့နိုင်ငံတော်မှာအရေးပါတဲ့နေရာတွေပေါ့နော်အကုန်လုံးကနိုင်ငံခြားသားတွေပဲခုနလိုပေါ့အကြံပေးကစပေါ့နော်စိုးမိုးတဲ့အနေထားရောက်လာပြီးမှကို NLD အစိုးရလက်ထက်9နှစ်အတွင်းမှာခုနလိုပေါ့ကျွန်တော်နိုင်ငံအတွက်အရာစိုးရိမ်ရတဲ့အနေထားရောက်သွားတာပေါ့နော်ပြောလို့ဆိုရင်နိုင်ငံခြားကပဲကိုနိုင်ငံကိုလာအုပ်ချုပ်တဲ့အနေထားတွေရောက်သွားတယ်နော်အဲ့လိုအနေထားတွေဖြစ်သွားတယ်အဲကြောင့်ကျွန်တော်မြင်တော့အဲ့လိုမျိုးတော်လေးအခြေအနေကိုနိုင်ငံအတွက်အရာစိုးသွားတဲ့အနေထားရောက်လာလို့ဒါကျွန်တော်အမြင်ကတော့ဒါနိုင်ငံတော်တမတော်ကပဲအနာကိုထိန်းလိုက်ရတဲ့အနေထားပေါ့နော်အဲ့ဒါကိုအခုလက်လာတော့အခုတိမိတော့ပြောပြခြင်းဖြစ်ပါတယ်ပြီးမှခုလိုပေါ့နော်ဒီ2021ကလည်းခုလိုပေါ့အခုချိန်ထိပေါ့နော်အဲ့မှာဟာလား
ဒီတမတော်ကစေအာနာရှိအာနာသိမ့်တယ်ဆိုပြီးမှနော်လူငယ်တွေတော်တော်များများဟာလားဒါအဲဒီတို့က NLD ရဲ့ဘာဝကြီးညာဝကြီးတွေရဲ့တွေးဆောင်မှုကြောင့်တိုင်းတားလက်နဲ့ကြိုင်ဟိုရောက်ဒီရောက်ကုန်ပြီးမှဟာလားခုနလိုတမတော်ကိုတော်လန်တယ်မနေ့ဖာပဲနေပြီးတော့ပဲတိမ့်တော့မလို့ပါလို့ပေါ့နော်ဟုတ်လားနိုင်ငံတော်ပဲမနေ့ဖာပဲရတော့မလို့ပါလို့ ਨੇ လူငယ်တွေတော်တော်များများပေးဆလိုက်ရတာပေါ့နော်လူငယ်တော်တော်များများတည်ခဲ့ရတာပေါ့နော်အခုချိန်ထိပါပဲနော်လူငယ်တွေတော်တော်များများလမ်းမရောက်ပြီးဒုက္ခရောက်သွားတာပေါ့နော်ဒါကျွန်တော်နိုင်ငံရဲ့ခုနလိုပေါ့ကောင်းကျိုးစူးကျူးလေးတွေလေလူငယ်လေးတွေတိထားဖို့ပြောပြတာဟုတ်ပြီလားကျွန်တော်ကိုကပြောပြတယ်2021ကနဲ့အခုချိန်ထိအနေထားလေးလူငယ်လေးတွေလမ်းမရောက်နေတယ်နေတို့မတန်ဘူးပေါ့နော်နေတို့ဘုကဟာလားနောက်ဆုံးအသက်ပေးရတာလည်းမတန်ဘူးလို့ဟုတ်လားပြောပြတာပဲရှိတယ်ကိုကလူငယ်လေးတွေမတေခိုင်းစေချင်လို့ကိုကပညာပေးရအနေထားပဲရှိတာပေါ့နော်ဟုတ်ပြီလားအခုချိန်ထိပဲလေနော်လူငယ်တွေတင်နေရတော့ဝဲနော်အမိမာရဖို့လိုပါတယ်လို့နော်ဟုတ်လားအခုကဲတမတော်ကအခု2026မှာအခုထွေထွေရွေးကောက်ပွဲတွေလုပ်ပြီးအခုဟာလာလွတ်တော်တွေမှာဟာလာရွေးကောက်ပွဲတွေဟိုဟာပြီးသွားတဲ့အတွက်အခုလွတ်တော်တွေဘာညာပေါ်လာပြီဟုတ်ပြီလားနော်အခုကတော့ဆက်ပြီးမှနော်ဘယ်လိုနိုင်ငံတော်ကထိန်းထိန်းသိမ်းသိမ်းနဲ့ဘယ်လိုကစားသွားမလဲဆိုတဲ့အောင်ရှေ့ဆက်ရမှာပေါ့ကွာအတိအလူငယ်လေးတွေပြောချင်တာအဝေးကြီးပြေးပေါ့နော်အဝေးကြီးမြင်ဖို့လိုပါတယ်လို့ကျွန်တော်မြန်မာတမိုင်းရာဇဝေတိထားဖို့လိုတယ်လေအဲ့လူတွေပေါ့နော်မို့လူငယ်ကြလကားခုနလိုပေါ့နော်ဒုက္ခရောက်ပြီးမှတေချေပြက်စီးတာကိုမမြင်ချင်လို့အခုပြောပြချင်းဖြစ်ပါတယ်ပေါ့ကိုယ့်ရဲ့မြန်မာတမိုင်းရဲ့အနေထားလေးကိုလက်လာပါတည်ယူပါလို့နော်အဲ့ဒါပဲပြောချင်ပါရှင်းတင်ပါတယ်